အခုဒီနှစ်မှာတော့ဒါအားလုံးရဲ့အကျိုးကိုယ့်ရဲ့အတွက်ကိုယ့်စိတ်ကိုထိန်းပြီးတော့နောင်ကြလို့ရှိရင်ပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်ကိုယ့်နိုင်ငံအတွက်အင်တာမဂုဏ်ယူစရာတစ်ခုဖြစ်အောင်ကြိုးစားကြပါလို့မြတ်တရားခံတယ်အားလုံးစံကာလမှာကြမ်းမှချမ်းသာကြပါစေအသက်နာမိတဲ့ဧပြီတကြံရင်မှာသွေးဆက်တွေရောခဲ့တာ၄နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့လွမ်းစွမှုတွေတန်းတမှုတွေပြည့်နေပေမဲ့အမေအိုပြန်မလာသေးတဲ့ဧပြီတကြံကိုတော်လန်ရင်းနဲ့စောင့်ကြိုနေသေးပါပဲအတာအိုးမှာတမာရိုးထိုးခဲ့လို့လားငါတို့အားလုံးရဲ့ဘဝတွေကခါတီလွန်းလာပါတယ်စစ်ဘေးဆောင်စခန်းကိုမှပေါင်900ဘုံကျဲချတဲ့ဧပြီအရှိစုစုကမီတာ200အကွာမှာတိုင်းကနေဘွမ်းကနေအတန်ကြားလိုက်မိလို့ဧပြီပြန်လာပြီးအထင်နဲ့ကြည့်မိတယ်။ကြံရင်စဉ်ပပြန်းခံရတာမဟုတ်ပဲရှင်ဝါကိုဖောက်ထွက်သွားတဲ့နိုင်မကြည်စံဟာဘွမ်းကနေမိအောင်သွေးဆက်ဆင်ခဲ့တာကိုနှစ်သားကလေးလေးတဲ့ဧပြီမြူမောင်ဝေကင်းကိုအချိန်တရာတံပြန်ဟစ်နေလေသွေးချောင်းစီးနေတဲ့ဒီနိုင်ငံစစ်လက်နက်တွေစစ်လေရင်တွေအဆက်မပြတ်ပစ်ခတ်နေတဲ့ဒီနိုင်ငံမှာဒီမိုကရေစီဟာအလံဝင်းနေသေးတာမို့ဘယ်တော့အခါများအေဂျင့်နိုင်ပါအောင်မလဲတွေးမိရင်အသက်နာမိတဲ့ဧပြီຫນွေဦးလာပြီ